အားလုံးပဲမင်္ဂလာပါရွှေသွေး channel မှာကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေး channel တွေထဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လည်ခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာမို့ရွှေသွေး channel ကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်ဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့တို့ပြည်လွတ်လပ်ရေးဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ဇန်နဝါရီလ4ရက်နေ့ဟာဗမာလွတ်လပ်ရေးနေ့ဖြစ်လို့တနိုင်ငံလုံးမှာပျော်ပွဲရှင်ပွဲပြပွဲပြေးခုံပစ်ပွဲတွေပြုလုပ်ကြတယ်ကွလွတ်လပ်ရေးနေ့လို့ဘာလို့ခေါ်လဲသိလားဒီလိုကွဟိုးစတုံးကဗမာနိုင်ငံကိုဗမာမင်းများအုပ်စိုးပြီးအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတာပေါ့တခါကျတော့အင်္ဂလိပ်ကတင်းနှက်ပြပြီးဗမာမင်းထံသိမ်းယူလိုက်တယ်။နဲ့အတော်ကြာတော့သခင်အောင်ဆန်းတဲ့လူငယ်တစုဟာတိတ်တိတ်လေးထွတ်ပြေးပြီးဂျပန်မှာစစ်ပညာသင်တန်းသွားတတ်တယ်။အဲ့ဒီတုန်းကစစ်ပညာကိုအခုလိုကျောင်းတွေမှာမသင်သေးလို့ပါ။စစ်တိုက်တက်ရောဂျပန်တွေပါခေါ်လာပြီးအင်္ဂလိပ်ကိုပြန်ချတော့တာပဲဘိုဒီစတဲ့ဟေအင်္ဂလိပ်ပြေးတော့ဗမာနိုင်ငံကိုဗမာမပေးပဲဂျပန်ကအပိုင်သိမ်းထားပြန်တဲ့ကွအဲ့ဒီတုန်းကလည်းဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်ပြီးရှိတဲ့လက်နက်နဲ့တော်လန်တော့တာပဲတစ်ဖက်ကလည်းအင်္ဂလိပ်ကဂျပန်ကိုလိုက်တိုက်ပေးတယ်ကွစစ်လဲပြီးရောဗမာနိုင်ငံနဲ့အင်္ဂလိပ်တွေပြန်ရောက်နေပြန်ရောအရင်လိုမောင်ပိုင်စည်းမယ်ပေါ့လေတို့တော်လန်လို့ရတာဘယ်ဟုတ်မလဲအိုင်တို့ပါလို့ရတာလေအဲ့ဒီတော့ဗိုလ်ချုပ်အောင်ဆန်းပဲကောင်းဆောင်ပြီးပြည်ထောင်စုသားတွေပါခေါ်ပြီးတော့တို့ပြည်တို့ပြန်ပေးဒါပဲလို့အတင်းပြောတော့တာပဲဒါတို့ပြည်တို့ဗမာတွေနဲ့သာဆိုင်နေယူကလဲကွယ်နောက်တော့ရမှာပေါ့အင်္ဂလိပ်တွေလည်းလှည့်ပတ်လို့မရတဲ့အဆုံးကြတော့ဒီလူတွေပြန်ချလိုက်မယ်ဆိုတာသိပြီးနန်းနက်4နာရီအချိန်မှာပြန်ထွက်သွားတယ်ကွကဲပါအိုင်ပြန်တော့မယ်တက်တာသွားပါတော့ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းဟာလွတ်လပ်ရေးနေ့ကြတော့မရှိတော့ဘူးသူကျေးဇူးကိုမမေ့နိုင်ကြလို့ကြေးရုပ်ထုလုပ်ပြီးကန်တော်ကြီးနားမှာထားခဲ့ပါတယ်တနိုင်ငံလုံးစီးလုံးဖို့အတွက်ရန်ကုန်မြို့တော်ခမ်းမမှာဗိုလ်ချုပ်နောက်ဆုံးဟောခဲ့တဲ့ဟန်တိုင်းထုလုပ်ထားတယ်။အဲ့ဒီတုန်းကဗိုလ်ချုပ်ကအဖိုးရံနဲ့စကားတွေအများကြီးပြောခဲ့တာပေါ့။တိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အတိုင်းအဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့သုံးပြခဲ့။ဒီလုံးဝလွတ်လပ်ရေးကိုသုံးပြပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကြီးညာထားတဲ့အတိုင်းတစ်နှစ်တွင်းလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်